ပိုးချီမြင်လေးတွေမှာအပြာရောင်စိုးစေးရဲ့ထဲမှာနစ်ပြီးဆိုလိုက်ပါစိုးစေးရဲ့အပြစ်အကျဲနဲ့စိန်ထားတဲ့ကြာချင်းကိုညှိပြီးတော့အယောင်ညင်ရကနေနှုတ်သွားတဲ့အပြာရောင်အစင်စင်ကိုဖော်ယူလိုက်တာပါအပေါ်ရန်ကတ်နေတဲ့ဆေးရောင်တွေကိုဆေးချလိုက်ပါတယ်ရေစစ်အောင်ထားလိုက်ပါဦးမယ်အပိုင်းတစား6လာတဲ့အခါမှာစံပင်အချောက်ခံဆက်ရဲ့အပူအရေးကိုတလက်စီထုံပြီးမှုတ်ပြရပါတယ်ဒါမှလည်းပိုးချီမြင်လေးတွေတစ်ခုနဲ့တစ်ခုကတ်မသွားမှာပါချီမြင်လေးတွေကိုစီးလိုက်ပါတယ်ပိုးချီမြင်လေးတွေကိုအယောင်အနုအရင်အလိုက်အစင်လိုက်လေးစီးပေးရတာပါအမွေးပွေလေးဖွတ်အောင်ဖြီးပေးပါတယ်ပိုးချီမြင်လေးတွေကိုတမြင်ချင်းစီကွဲထွက်သွားအောင်တေချာလေးဖြီးထုတ်ပေးလိုက်ပါတယ်တင်းတင်းလေးဖြစ်အောင်ညှက်ထားလိုက်ပါတယ်လက်မှာချုံမထွက်အောင်ပေါင်သားမှုလေးလှုပ်လိုက်ပါတယ်မီးဖုတ်ပြီးတာဂျင်းနီနန်းကျူလေးပါပိုးချီမြင်လေးတွေကိုနန်းကျူနဲ့ချီနှောင်းလိုက်ပါတယ်ဒီယုံခွာတို့ခေါ်ရဲ့ပိုးပန်းလေးတွေဟာတမ်းမင်းဆက်ကတဲ့ကနန်းတွင်းစတာပစ္စည်းဖြစ်ခဲ့တာပါသူ့ရဲ့အထမ်းထွက်ကယုံခွာချမ်းသာကွဲဝါချင်းဆိုတဲ့စကားလုံးနဲ့ဆင်တူညီလို့တစ်စက်လုံးစည်းစိမ်ဥစာကွဲဝါစေတယ်လို့အထိပ္ပယ်ရပါတယ်အခုလုံးမဲ့တန်ဆွေပုံစံတူစံထိုးလေးအတွက်ပွင့်ဖက်လေးတွေအများကြီးလိုအပ်ပါတယ်ဒီလိုပိုးချီအစီအစဉ်လေးတွေ3-4တန်းလောက်လုပ်ရမှာပါတန်ဆွေဆိုတာကပဆွင်းရင်အုပ်ငတ်ရဲ့အမွေးအတောင်တွေကိုရွှေငွေစတဲ့ဓာတုထဲတွေပေါ်မှာအလှစင်နဲ့အသက်ပညာထက်ပါတယ်တာမန်အစင်တန်စာတစ်ခုလှုပ်ဖို့တောင်ဒီငှက်ကလေးအနှဲငယ်ကနေအကောင်30လောက်အထိရဲ့အမွေးတွေလိုအပ်တာပါဒါကဒီငှက်ကလေးတွေရှင်တန်ရက်တီရဲ့အတွက်တကယ်ကိုကြီးမားတဲ့ချင်းချုံမှုဖြစ်စေခဲ့ပါတယ်ဒါကြောင့်အခုနောက်ပိုင်းမှာတော့တောင်းအမွေးတွေဒါမှမဟုတ်အယောင်ဆိုးထားတဲ့ငန်မွေးတွေကိုတုံးပြီးတော့ပဲပုံတူဖော်ချပါတော့ပါတယ်ပြားသွားအောင်ညှက်လိုက်ပါတယ်ပုံစံမပြတ်အောင်ပုံသွင်းစီရည်ထဲမှာခဏစိမ့်ထားလိုက်ပါတယ်ပွင့်ဖက်လေးတွေအခုပေါင်း10ခန်းလောက်ရှိပါတယ်ဂျင်းနီနန်းကြိုးလေးပါကျစ်ဆံမီကျစ်တလို့ကျစ်လိုက်ပါတယ်ဒီတစ်ခါမှာတော့နန်းတွင်းပြတ်တိုက်ထဲကကြံဆွေဆန်ထိုးလေးအတိုင်းပုံတူကူးပြီးလှုပ်ကြည့်နေတာပါပွင့်ဖက်ပုံစံလေးတစ်ခုချင်းစီအလိုက်နန်းကြိုးလေးတွေကိုကွေးပြီးပုံဖော်ပေးရပါတယ်ခုနတင်နေတာနေသေးတာအခုတော့မိုးရွာတော့မယ်တင်ပါတယ်စံပင်တွေတောင်စိုးကုန်ပါတယ်ကြံနေတဲ့ပွင့်ဖက်လေးတွေရဲ့ပုံချမ်းကိုနဲ့နန်းကြိုးလေးတွေနဲ့အကုန်ပုံဖော်လိုက်ပါတယ်ကော်တုပ်လိုက်ပါတယ်ကော်ချောက်သွားပြီဆိုရင်တော့ပိုးနေတဲ့အပိုင်းတွေကိုညှက်ထုတ်လိုက်ပါတယ်ဒီပွင့်ဖက်လေးတွေကြီးပဲခုနှစ်ရက်တိတိအချိန်ပေးပြီးလှုပ်ခဲ့ရတာမှာနောက်ကစစ်နေတဲ့ပွင့်ဖက်လေးတွေကိုအကုန်လုံးပြန်တက်ဆင်ရပါနဲ့မင်းနဲ့ချင်းမင်းဆက်လေးမှာတော့ဒီကျန်းဆွေအသိပညာဟာအထွတ်ထိပ်ကိုရောက်ခဲ့ပြီးနန်းတွင်းအစင်တန်းစာတွေအတွက်အရေးပါဆုံးနည်းပညာထိခဲ့တာပါဒါပေမဲ့ဒီလုပ်ငန်းဖြစ်စားလာတာနဲ့အမျှပစွန်းကျင်အုံညက်ဒီမျိုးတူလူနီးပါးထလာတာကြောင့်အခုဆိုရင်တောင်းအမွေးနဲ့ငန်းမွေးတွေကိုပဲအစားထိုးသုံးဆွဲနေကြတာပါကျန်းဆွေရဲ့ထူးခြားတဲ့အမှုပညာတန်ဖိုးကြောင့်သမိုင်းတစ်လျှောက်မှာတခြားနိုင်ငံတွေရဲ့လူရက်ဖြစ်စီခြင်းကိုခံခဲ့ပြီးတန်ဖိုးကြီးရှေးဟောင်းလျာအမြောက်အများဟာလည်းပြည်ပကိုရောက်ရှိသွားခဲ့ရပါတယ်